လုံစိုးရင်သွားမိတာကြောင့်ညီဖြစ်သူကိုကြည့်ပြီးမောင်လေးကျမတခုခုမလုံးမိပြန်ပြီထင်တယ်တခင်ကြီးထွက်လာရင်ကျမကိုထပ်ပြီးရိုက်နှက်ဦးမလားဟင်ညီဖြစ်သူလျံဝိုင်းကြီးဟာခရင်ကိုကင်ထားတဲ့လက်တွေတစ်ဆက်ဆက်တုံရီလို့နေခဲ့ပါတယ်သူ့ရဲ့ရင်ထဲမှာအလွန်မင်းနာကျင်ခံရခတ်နေပြီးကျမရဲ့ဒီလိုမျိုးကြောက်လန့်တုန်လှုပ်နေတဲ့အမူအရာလေးကိုကြည့်ပြီးအသက်ရှူရတာတောင်ကြက်တဲလာခဲ့ရပါတယ်သူနားကိုတိုးလာပြီးကျမရဲ့ဝီချဲကိုအตาရာဆွဲကင်ကနှစ်သိပ်ရှာတယ်နောင်ကိုဘသူမှအမကိုမရရဲတော့ပါဘူးအမကအလွန်လိမ့်ပါပါတယ်ကျွန်တော်အမကိုအရင်လိုမျိုးပျော်ပျော်ရှင်ရှင်နဲ့ရေမောတတ်တဲ့အမစိတ်ဆိုးတတ်တဲ့အမပြီးတော့ကျွန်တော်ရဲ့နားရွက်ကိုဆွဲပြီးလျံဝိုင်းကြီးလို့စူပူတတ်တဲ့အမဖြစ်ပဲပြင်းပြင်းချင်းပါတယ်ဗျာအမအခုလိုမျိုးမလုပ်ပါနဲ့တော့နော်ဒါပေမဲ့ကျမကတော့ခေါင်းကိုထပ်မှန်ငုံချလိုက်မိပြီးအတန်တိုးတိုးလေးနဲ့ဒါကစီကန်းဖောက်ဖြတ်တာလေကျမရိုက်ခံရလိမ့်မယ်ကျမမားသွားပါတယ်နောင်ကိုနာကျင်မှုပျောက်စေမတောင်းတော့ပါဘူးညီဖြစ်သူမျက်မှောင်ကျုပ်ပြီးဘာမှထပ်မပြောနိုင်တော့ပဲကျမရဲ့ဝီချဲကိုအဝေးကိုပဲတွန်းထုတ်သွားပါတော့တယ်သမင်းစားပွဲမှာတော့လျံဝိုင်းရှွန်းတယောက်တည်းကြံရစ်ခဲ့တာပေါ့3နှစ်ကြာမှပြန်ဆောင်ရတာဖြစ်လို့သူမကကျမကိုနင်းမျိုးစုံနဲ့နှိပ်စက်ဖို့ကြံစီထားခဲ့တာပါဒါပေမဲ့မထင်မှတ်ပဲအခုအချိန်မှာယောက်ျားတွေအားလုံးကကျမကိုဝိုင်းပြီးတနာပြူးဆိုင်နေကြတာကိုမြင်တော့သူမဒေါသထွက်လုံးလို့ဓာတ်နဲ့ခရင်ကိုပစ်ချပြီးဘေးကအိမ်ဖော်မလေးတွေကိုအမိန့်ပေးပါတော့တယ်မြန်မြန်တခင်လေးငယ်ကိုအိမ်ပြန်ခေါ်ခဲ့စမ်းတကယ်လို့အဲ့ဒီကောင်မဆုပ်ရဲ့ကလေးကိုမွေးဖွားခွင့်ပြုလိုက်ရင်ငါတို့အတွက်လုံးဝမလွယ်ဘူးနော်ညီဖြစ်သူကကျမကိုပထမထက်ကဧကန်ဆောင်စီကိုခေါ်ဆောင်လာခဲ့ပါတယ်ဒီအခန်းကအလွန်ကျယ်ဝန်းပြီးတက်တောင့်တက်တာရှိလုံးလာတာကြောင့်ကျမစိတ်ထဲမှာမလုံးမလဲဖြစ်မိပြန်တယ်ကျမနူးညံ့လာတဲ့အိယာကင်းကိုကန်ကြည့်ပြီးညီဖြစ်သူကိုမေးလိုက်မိတယ်မောင်လေးအိမ်ကအမိုက်တိုလောင်ကန်းထဲမှာလူနေလို့လားဟင်ကျမအဲ့ဒီအခန်းထဲကိုပြောင်းရွှေ့နေထိုင်လို့ရမလားဒီအခန်းကအရန်ကောင်းလို့ကျမလိုလူနဲ့မထိုက်တန်ပါဘူးပြီးတော့ဒီအခန်းထဲမှာနာရီလည်းမရှိဘူးဝိစာကျမမနဲ့စောစောထားပြီးတခင်ကြီးတို့အတွက်နန်းနက်စာပြင်ဆင်ပေးရမှာမို့လို့ပါကျမဘယ်စကားလုံးမှပြောမိလည်းမသိပါဘူးညီဖြစ်သူရဲ့မျက်ဝန်းစုံမှာမျက်ရည်တွေချက်ချင်းစီးကျလာခဲ့ပါတော့တယ်သူကျမရဲ့ရှေ့မှာဒူးထောက်လိုက်ပြီးညင်သာစွာတောင်းပန်ရှာတယ်မပြောပါနဲ့တော့ကျွန်တော်တောင်းပန်ပါတယ်အခုလိုစကားတွေထပ်မပြောပါနဲ့တော့နော်နောင်ကိုအမိုက်တိုလောင်ကန်းထဲမှာလုံးဝမနေရတော့ပါဘူးကျွန်တော်တို့ကမိသားစုဝင်တွေလေကျွန်တော်နောင်ကိုအမအပေါ်အကောင်းဆုံးပြုစုပေးပါမယ်ကျမမယုံပါဘူးပြီးခဲ့တဲ့3နှစ်တာကာလအတွင်းမှာအိမ်တော်ထင်းဖြစ်ဟန်ဆောင်ထားတဲ့ညီဖြစ်သူဟာလည်းဒီလိုမျိုးနူးညံ့တဲ့စကားတွေကိုတစ်ချိန်ပြောခဲ့ဘူးတာကိုဒါပေမဲ့ထိုးနှင်းရမှာပဲလူမိုက်တွေကျမရဲ့အခန်းထဲကိုဇွတ်တင်းဝင်လာပြီးနာတစုံနေတယ်တွေနဲ့ကျမကိုတေးလူမတက်ရိုက်နှက်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာကျမသူ့ကိုတိုက်ရိုက်မငင်းဆန်ရတာကြောင့်ခေါင်းကိုပဲအသက်မဲ့စွာညှိပြလိုက်မိတယ်ကျမလက်ခံတာကိုမြင်တော့မှပဲသူဖြည်းဖြည်းချင်းပြုံးနိုင်ပြီးကျမကိုပြုစုဖို့အတွက်အိမ်ဖော်မလေး2ယောက်ချန်ထားခဲ့ကအနားယူဖို့ပြောပြီးထွက်သွားခဲ့ပါတော့တယ်အိမ်မှာနာရီမရှိပေမဲ့ကျမရဲ့မျက်စိရှိကစမ်းကြယ်ရဲ့သွေးရဲ့ကင်းကနန်းတွေကတော့အချိန်ကိုအမြဲတမ်းတိကျစွာပြတ်တက်နေခဲ့ပါတယ်အ35နာရီ48မိနစ်20စက္ကန့်35နာရီ48မိနစ်20စက္ကန့်စက္ကန့်တွေကတရွေ့ရွေ့နဲ့လှုပ်ရှားနေတာအလိုနေကန်လုံးလာပါတယ်ကျမမြင်မြန်တည်ကျင်လာပြီပဲဗျာညနေပိုင်း3နာရီအချိန်မှာတော့စာကြည့်ခန်းရဲ့တကားကြီးဟာဖြည်းဖြည်းချင်းပွင့်လာခဲ့ပါတယ်ဟော်ရန်ကျိုးနဲ့ကျန်းရန်ချီတို့2ယောက်စလုံးရဲ့မျက်နှာပေါ်မှာဒဏ်ရာဒဏ်ချက်တွေရှိနေတာကြောင့်စောစောကအခန်းထဲမှာတကယ်ပဲလက်တီးချင်းဖလှယ်ပြီးရန်ဖြစ်ခဲ့ကြတာသိတာပါတယ်ဟော်ရန်ကျိုးကကျန်းရန်ချီကိုကြည့်ပြီးငါမင်းကိုယုံကြည်ပါတယ်မင်းဝမ်ဤကိုတကယ်ပဲရဲဆက်ဆက်ကိုဝင်လေးချိန်စလုံးဖျက်ချခိုင်းခဲ့တာမဟုတ်ဘူးမလားငါတိုးချန်တဲ့ကလူတွေကိုတေးသေးချာချာစုံစမ်းခိုင်းပါမယ်မင်းလည်းသွားပြီးစုံစမ်းစမ်းဦးအဲ့ဒီကိုဝင်ဆောင်အားဆေးတွေကဘသူလက်ချက်ကြောင့်ကိုဝင်ဖျက်ချတဲ့အစိတ်ဆေးတွေအဖြစ်ပြောင်းလဲသွားခဲ့ရလဲဆိုတာကိုဒီစကားကိုကြားတော့ကျန်းရန်ချီကလေးနဲ့စွာခေါင်းညစ်ပြလိုက်ပါတယ်သူတို့နှစ်ဦးမိဖို့ချောင်ပေးကနေဖျက်တန်းသွားတဲ့ခါမှာတော့မိဖို့ချောင်တွေကမီးလင်းရောင်လေးကိုဟော်ရန်ကျိုးတတိပြုမိသွားပါတယ်မှုဝါလာတဲ့လူရိပ်လေးတစ်ခုကိုအဝေးကနေလမ်းကြည့်လိုက်တဲ့အခါမှာတော့ထိုနေရာမှာရက်နေတဲ့သူကတော့ကျမဖြစ်နေခဲ့တာပါကျမဟာအေးဆက်တည်ငြိမ်လာတဲ့မျက်လုံးတွေနဲ့လက်ထဲမှာထက်မြက်လာတဲ့ဓာတ်ရှည်ကြီးတစ်ချက်ကိုကင်ဆောင်ပြီးသူတို့ရှိရာစီကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပါတော့တယ်